အားလုံးမင်္ဂလာပါ Football Chapter နဲ့ကြိုဆိုပါတယ်ဒီတစ်ခေါက်တော့ဘာမှမပြောသေးခင်မိကုန်းလေးတစ်ခုနဲ့စလိုက်ရညွန်နေချက်ဆိုတာကောင်းသလားဒါမှမဟုတ်ဆိုးသလားတချို့ကတော့ညွန်နေထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာပိုပြီးအထီးနာတတ်တယ်လို့ပြောကြတချို့ကြံတော့လေညွန်နေထားတဲ့အတိုင်းဖြစ်တယ်မဖြစ်ဘူးဆိုတော့ခဏထားပါအနည်းဆုံးတော့ကိုယ်မှာအခွင့်အရေးရှိသေးတယ်ဆိုပြီးကြိုးစားဖို့ခွန်အားတွေရှိလာသလိုအခက်အခဲတွေကိုလည်းရင်ဆိုင်ဖို့တက်လိပြီးတော့ရှိလာတယ်လို့ဆိုကြပြန်တယ်ဗျ။ဒါဆိုရင်အာဖရိကကအသင်းငယ်လေးအတွက်ကိုနှုတ်လင်းချက်ရှိအောင်မလား။ခက်ခဲတယ်ဆိုပေမဲ့ရှိတယ်လို့ပြောရင်ညင်းမှာ။ဒီတော့အာဖရိကအသင်းငယ်လေး Cape Verde အကြောင်းပြောရအောင်။ပထမဆုံးဒီအသင်းကိုစပြီးတတိထားမိတဲ့အချိန်ကလွန်ခဲ့တဲ့3နှစ်လောက်ကအဲ့အချိန်ကဒီ FIFA ရဲ့တတ်မှတ်ချက် ranking 100အတွင်းကအသင်းတွေထဲမှာအဆင့်80လောက်မှာအဲ့အသင်းကိုတော့တွေ့တယ်။ဘယ်ကအသင်းလဲပေါ့။အဲ့ဆို ranking 100အတွင်းကနိုင်ငံတွေလောက်ကပိုတိတဲ့နိုင်ငံတွေကြီးပဲဆိုတော့အဲ့အသင်းကိုသူကနည်းနည်းတော့စိတ်ဝင်စားသွား။အဲ့နဲ့သူတို့ရဲ့ပွဲရလက်တွေကိုလိုက်ကြည့်တာပေါ့။ဘာမှတော့ထူးထူးဆန်းဆန်းပြောစရာမရှိပါဘူး။အဲ့လိုနဲ့2023အာဖရိကဖလားပွဲလာပြန်ပွဲပြီးတော့ Ancient Ivory Coast ကပိုဆွဲသွားတယ်။ဒါမှမထူးဆန်းပါထူးဆန်းတာအီဂျစ်နဲ့ဂါနာပါတဲ့အုပ်စုမှာကိတ်ဗာဒီကအုပ်စုပုံနဲ့တက်သွားပြီးတော့ကွာတာမှာလည်းတောင်အာဖရိကကိုပနယ်တီဆွဲခေါ်သွားပနယ်တီမှာတော့တောင်အာဖရိကကပဲနိုင်ပြီးစီမီတက်သွားတယ်အဲ့လိုနဲ့အာဖရိကဝေါ်ကပ် qualification ပွဲစဉ်တွေထွက်လာတော့ကိတ်ဗာဒီနဲ့တအုပ်စုတည်းကြတာကင်မရွန်အုပ်စုပွဲမစခင်တုန်းကတော့ကင်မရွန်ကိုရှော့မဒီကိတ်ဗာဒီကိုရှော့မတော့ပြင်မဲ့ကင်မရွန်ကိုကြော်လောက်တဲ့ဒီကစားသမားအစုပွဲနဲ့အတွေ့အကြုံနောက်ပြီးရင်ဒီ view ဟာတွေရှိပါမလားလို့တန်တရားဝင်ခဲ့မိအဲအကြောင်းပဲအားလုံးထင်ထားသလိုကင်မရွန်တက်မယ်ကိတ်ဗာဒီကဒုတိယနဲ့ play off ဆက်ကန်မယ်ပေါ့ဒါပေမဲ့ကဲလဲကန်ရောကင်မရွန်ကတလဲတွေနဲ့ခြေချုံနေပြီမဲ့ကိတ်ဗာဒီကသူ့လို့ပြီးတက်သွားတယ်ပေါ့ကိတ်ဗာဒီက qualification ပွဲစဉ်တွေမှာတပွဲပဲရှုံးတယ်ရှုံးတဲ့ပွဲကလည်းကင်မရွန်ကိုပဲ4-1နဲ့ရှုံးတယ်ဒါပေမဲ့ဒုတိယကြောင့်မှသူတို့ဒီကင်မရွန်ကိုပဲ1-0နဲ့ပြန်နိုင်2025အာဖရိကဖလားမှာမပါခဲ့ဘာလို့ဆိုတေးကြပေါ့စီစပွဲမအောင်လို့ပေါ့အဲ့မှာပြောစရာရှိတာကကမ္ဘာအဆင့်140ကျော်တနည်းအားဖြင့်မျက်လုံးနဲ့မြင်တောင်ပြောရရင်အာဆီယံဒေသအတွင်းကမလေးရှားတို့စင်ကာပူတို့လိုခြေစွမ်းပဲရှိတယ်ဘော့စဝါနာကိုနှစ်ကြော်လုံးရှုံးသွားအဲ့နည်းနည်းအောင်စားဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ခြေတန်းပွဲ၄ပွဲကိုကြည့်ရင်မစိုးဘူးလို့တော့ပြောလို့ရတယ်နိုင်ပွဲတော့ရမထားဘူးဒါပေမဲ့အီရန်အီဂျစ်ဖင်လန်တို့လိုအသင်းတွေကိုတည်ကစားထားတယ်ချီလီကိုတော့ရှုံးထားတယ်ချီလီရဲ့လက်ရှိအနေအထားအရင်မကောင်းဆိုပေမဲ့တောင်အမေရိကအသင်းတစ်သင်းကိုရှုံးထားဆိုတော့လက်ခံပေးလို့ရပါတယ်ဆိုတော့သူတို့ရဲ့လူစင်ကိုကြည့်ရရင်ပေါ်တူဂီလီဂါနို့စ်မှာကစားနေတဲ့အများကစားသမားအများစုပါတယ်ပြီးရင်အမေရိကန်မေဂျာလိတူရကီစူပါလိတို့ကစားသမားတွေနဲ့တခြားဥရောပကလပ်အသင်းတွေကကစားသမားအချို့ပါတယ်ပေါ့ဒီထဲမှာဒီဗီလာရီရဲ့နောက်ခံလူလိုဂန်ကော့စတာနဲ့ဘေဖီကာဒီလိုပတ်စ်ကပ်ဘရာတို့ကလို့ရင်ကျန်တဲ့ကစားသမားတွေကခမောင်းလည်းတိမှာမဟုတ်တော့ထိုင်မရိုးပြတော့ဘူးမရပါဘူးအရန်နေတည်ကျင်နေရဆိုရင်တော့ description box ထဲမှာ link ချပေးတာဥပဒါဝင်ကြည့်လိုက်တော့ဆိုတော့သူတို့ရဲ့ပြိုင်ဘက်တွေကိုလေ့လာကြည့်အောင်သူတို့က Group H မှာနာမည်ကြီးစပိန်တောင်အမေရိကအင်အားကြီးဥရုဂွေနောက်အာရှကဆော်ဒီတို့နဲ့တအုပ်စုတွေကြာအရင်ဆုံးစပိန်နဲ့တွေ့မယ်စပိန်မှာကသူတို့မှာတိုက်စစ်မှုတိတ်မရှိဘူးပဲပြောဘလူးပဲပြောစပိန်ကိုနိုင်လောက်တဲ့အင်အားမျိုးသူတို့မှမရှိဘူးအဲ့တော့ရှီဝူပြောမနေတော့ဘူးစပိန်ကိုတော့ပေးနိုင်လိုက်ပါအရင်ကိုမပြတ်ဘူးပဲအရေးကြီးဒီ2010တုန်းကမြောက်ကိုရီးယားဘရာဇီးကိုခံကန်သွားတယ်လို့မျိုးကစားနိုင်တယ်ကျင်းနေဒုတိယပွဲစဉ်ကဥရုဂွေနဲ့ဥရုဂွေရဲ့လက်ရှိဖောင်ကနီးပြမာဆယ်လိုဘီယက်စာကင်ပြင်မဲ့အရန်ကောင်းနေတဲ့အထက်မပါဘူးဒါတလီသူ့ဟာသူတောင်လုံးလေချာလေလိုက်နေ
ဆိုတော့သူတို့စီကနေတည်တမတ်တော့မျောလင်းလို့ရတယ်ဘတ်စကားကွန်မကားလို့လင်းကွင်းပဲဆောက်အဓိကမရှုံးဖို့ပဲမရှုံးဖို့အရေးကြီးရပေါ့မရှုံးဖို့အရေးဒိုရေးလို့ဝီကန်ရင်တော့ဒီထက်ပိုပြီးမျောလင်းနိုင်လိမ့်မယ်နောက်ဆုံးပွဲကတော့ဆော်ဒီနဲ့ကျွန်တော်တတိထားမိတာဆော်ဒီကနောက်ဆုံးကမ္ဘာဖလားပြီးကြတဲ့ဟာဒီကောင်ဒီတိုင်ပတ်နေတာအခုထိဒါထဲမှာမက်ဆီနီကိုခန့်နိုင်သေးတယ်ဆရာကြီးလာမှပဲကျွန်တော်တို့ရွာလေးပြကြသွားတယ်ဆိုရမလားမန်စီနီလက်ထက်မှာတကယ်ဟိုတိုင်ပတ်တာအမေကအင်ဒိုနီးရှားအောင်ရှုံးသွားအပွဲလည်းပြီးရောမန်စီနီကိုထုတ်ပြီးသူတို့ရဲ့လာလာအောင်ပြင်သစ်သားနီးပြအောင်ပဲပြန်ခန့်ရတာပါပဲအဲတော့မှနည်းနည်းလေးအဆင်ပြေလာအရင်အဆင်ပြေနေတာတော့မဟုတ်ဘူးအခုလည်းအနီးပြကိုပြန်ထုတ်လိုက်ပြီးနီးပြတစ်ကတော့ဂရီတာီ gorgeous donis ပေါ့ပြဿနာဒီနီးပြကဘာဖလားရောက်မှဆော်ဒီကိုစကားရကျွန်တော်အဆင်ပြေမှမထင်ဘူးဒါကြောင့်ဆော်ဒီနဲ့ပွဲဟာကိတ်ဖာဒီမှာအခွင့်အရေးရှိနေနိုင်တယ်အနိုင်ရဖို့ဒီမျှော်လင့်လို့ရနိုင်တယ်အနိုင်ကံမှပဲအုပ်စုကကျုပ်ဖို့အခွင့်အရေးများမှာဆိုတော့အပွဲဟာရေကုန်ရေကန်းကစားလာနိုင်ခြုံငုံပြောရရင်ကျွန်တော်ပြောချင်တာကိတ်ဖာဒီကအုပ်စုဒုတိယနဲ့ဒီရှုံးထွက်တတ်ဖို့ပြောတာမဟုတ်အကောင်းဆုံးတတိယရတဲ့အသင်းတွေကဒီသူတို့အကောင်းဆုံးတတိယနေရာနဲ့တက်ဖို့ပြောတာတော့အဲ့လိုရဖို့ဆိုရင်အုပ်စုတွင်းမှာအနည်းဆုံး3မှတ်လောက်တော့ရဖို့လိုမယ်4မှတ်ဆိုရင်တက်ဖို့အခွင့်အရေးတော်တော်များသွားပြီပြီးတော့သူတို့အနေနဲ့လည်းပထမဆုံးကမ္ဘာဖလားဖြစ်တော့ရှုံးထွက်မှာကြိုက်တဲ့ကောင်ကြိုက်တဲ့လောက်ရှုံးအုပ်စုကျိုးရင်ကိုသူတို့အတွက်ဒါအောင်မြင်မှုတစ်ခုပဲအောင်မြင်မှုဆိုတာကလည်းတယောက်နဲ့တယောက်မတူနိုင်ဘူးဗျခင်ဗျားတို့ပဲစဉ်းစားကြည့်လေစာမတော်တဲ့အကြောင်းသားတယောက်အတွက်ကစာမွေးအောင်လို့ဆိုရင်ကိုပဲသူ့အတွက်အောင်မြင်မှုပဲလေမော်ရီရှင်နဲ့ပဲအောင်ဘလူးအောင်အဲ့တူလို့ခုလေကိတ်ဖာဒီကအုပ်စုကျွတ်အောင်လုံးနိုင်ဟိုကဘာလုံးအတိုင်းအတာနဲ့သူတို့အကြောင်းအနေအချင်းတော့စိတ်ဝင်စားတာကြတယ်အဲ့လိုဖြစ်အောင်လဲဥရုဂွေးနဲ့ဒီဆော်ဒီတို့ခြေမငင်ချိန်မှာဒီကိတ်ဖာဒီအတွက်ဒီပွားလေးတစ်ခုစာပဲပြောမလားကောက်လေးတမင်စာပဲပြောမလားအဲ့လိုမျိုးနေချက်ကလေးများရှိနေမလားခုလူရောဘယ်လိုထင်ကြဆိုတော့ဒီတော့ဒီလောက်ပဲနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်တယ်